မနက်စောစောမှာစပယ်ပန်း3ပွင့်ကိုခုယူရပါမယ်။ရှေ့ပြအောင်စီပါ။စပယ်ပန်းမရှိရင်လည်းစပယ်ပန်းရောင်းတဲ့စီကခက်လက်လက်ပွင့်တွေကိုဝယ်ယူနိုင်ပါ යි ။နွမ်းနေတာမျိုးမယူမိဖို့ကိုတတိထားတင်ပါ යි ။အဲ့ဒီစပယ်ပန်း3ပွင့်ကိုလည်းဖန်ကွက်အလွတ်တစ်ခုမှထည့်ပြီးတော့ရှေ့တက်တက်ကိုဖန်ကွက်3ပုံ2ပုံထည့်ပြီးတော့တစ်နေ့လုံးစိန်ထားရပါမယ်။ညာဘက်မျက်စိမခက်ခင်မှာပန်းတွေကိုဖယ်ပြက်လိုက်ပြီးတော့အဲ့ဒီစပယ်ပန်းစိန်ထားတဲ့ရှေ့ကိုမျက်စိရဲကိုခတ်ပေးရပါမယ်။ပထမအဆုံးခတ်တဲ့နေ့ရဲ့မျက်နှာမှာမျက်စိမှာထူးထူးခြားခြားမျက်ခြေတွေပိတ်နေတာကိုတွေ့ရပါလိမ့်မယ်။အဝတ်ပါတစ်ခုကိုရေးဆွပြီးတော့မျက်စိကိုပို့တက်ပြီးတော့တန်ရှင်းပေးလိုက်ပါ။ဒီစပယ်ပန်းပန်းရည်ကို9ရက်စတိုက်ကိုခတ်ပေးရပါမယ်။မျက်ခြေတွေကတနေ့တခြားနေသွားပါလိမ့်မယ်။9ရက်ခတ်မိရင်ပဲမျက်စိမှုန်နေသူတွေပြန်လင်းလာပြီးတော့မျက်စိမှာတိမ်ရှိရင်လည်းပျောက်သွားမယ်လို့ဆိုပါ යි ။မျက်စိအမြင်အားကလည်းအရင်ကားတက်ကိုထူးထူးကဲကဲကောင်းလာပါလိမ့်မယ်။9ရက်စတိုက်ဆိုသလိုခတ်ပြီးသွားရင်တော့15ရက်လောက်နားရပါလိမ့်မယ်။ပြီးတော့15ရက်ပြည့်တဲ့အခါမှာပထမအဆုံး9ရက်သုံးခဲ့တဲ့မျက်စင်းရည်ကိုပြန်မသုံးရပါဘူး။နောက်တစ်ခါအသစ်ထပ်ပြီးတော့ပန်းကိုစိန်ရတဲ့မျက်စင်းရည်ကို9ရက်စတိုက်ကိုထပ်ခတ်ရပါမယ်။9ရက်ပြီးသွားရင်တော့15ရက်ထပ်နားရပါမယ်။ဒီလိုမျိုး9ရက်ခတ်15ရက်နားဆိုတဲ့ပုံစံအတိုင်း3ပတ်တိတိကိုမှလှုပ်ဆောင်ပေးမယ်ဆိုရင်တော့မျက်စိဝေဒနာတွေကင်းဝေးသွားမှာဖြစ်ပြီးတော့မျက်စိမှုန်တာမျက်ခိုးထွက်တာမျက်မှန်တက်ရတာတွေအတွက်မျက်မှန်လွတ်သွားမယ်လို့လည်းပြောထားပါ යි ။တင်ရှိရင်လည်းပြောင်းမယ်လို့ဆိုပါ යි ။ဘာအနေမှမရှိပဲစေနီကလွယ်ကူပါ යි ။စနစ်တကျဆိုသလိုလှုပ်ဆောင်ဖို့ကတော့လိုအပ်ပါ යි ။ဒီလိုမျိုးမျက်စင်းလှုပ်တဲ့နေရာမှာအဓိကပါဝင်တဲ့စပယ်ပန်းကိုယ့်အိမ်မှာကိုယ်တိုင်စိုက်ပျိုးနိုင်ဖို့အတွက်စိုက်ပျိုးနည်းလေးတွေနဲ့စပယ်ပန်းရဲ့တခြားသောအသုံးဝင်ပုံတွေကိုလည်းပြပြပေးပါမယ်။စပယ်ပန်းကိုအိုးနဲ့စိုက်မှလားမြေမှာချပြီးတော့စိုက်မှလားဆိုတာကိုအရင်ရွေးချယ်ပါ။အိုးနဲ့စိုက်မယ်ဆိုရင်တော့ရေမဝတ်အောင်လို့အောက်ခြေမှာအပေါက်ပါတဲ့အိုးကိုတုံးပါမြေမှာစိုက်ရင်လည်းရေမဝတ်နိုင်တဲ့နေရာကိုရွှေ့ပါစပယ်ပင်လေးတွေဟာနေရောင်ခြည်ကိုကြိုက်နေတတ်တာမို့လို့အလင်းရောင်ကောင်းကောင်းရနေတဲ့နေရာမှာစိုက်ပြီးပါနေရောင်ပြင်းပြင်းထက်အရင်နေနေကြတာကိုပို့ပြီးတော့ကြိုက်ကြပါ යි ပြီးတော့ရင်တော့တနေ့တစ်ချိန်ကိုမှရေလောင်းပြီးပါရေလောင်းတဲ့အခါမှာလည်းမြေကြီးကိုသာလောင်းပြီးတော့တစ်ရွက်တွေကိုရေမဆူပါစေနဲ့အရွက်တွေရေဆိုပြီးတော့နေရောင်ထိရင်ပုတ်တက်လို့ပါစပယ်မျိုးစိအများစုကတော့ຫນွယ်တက်တာကြောင့်အပင်နားမှာတိုင်လေးဒါမှမဟုတ်ရင်ဆင်းလေးထားပေးပါစပယ်ပွင့်လေးတွေအမြဲတမ်းကိုမှပွင့်နေစေဖို့တစ်လတစ်ခါလောက်ကိုမြေရောစာသုံးပေးပါပြိုးပင်ဆိုင်တွေမှာစပယ်ပင်အတွက်ကိုမှမြေရောစာဝယ်ယူနိုင်ပါ යි သူကတော့အိမ်တွင်းမှာပါစိုက်ပျိုးတဲ့အပင်လေးတစ်မျိုးပါဘာလို့လဲဆိုရင်တော့စပယ်ပင်ဟာလည်းလေထုကိုတန့်စင်ပေးပြီးတော့အောက်ဆီဂျင်ပမာဏကိုမြင့်မားစေပါ යි စပယ်ပင်ကျန်းကစိတ်ဖိစီးမှုကိုရှော့ချပေးပြီးတော့စိတ်ကြည်လင်လန်းဆန်းစေပါ යි အုံနောက်နဲ့အာယုံကြောကိုထက်မြက်စေနိုင်တယ်လို့လည်းဆိုပါ යි အစာစားခြင်းစိတ်ကိုလည်းထိန်းချုပ်ပေးနိုင်တာကြောင့်အဝါလွန်တာတွေကိုလည်းထိန်းပေးနိုင်ပါ යි စပယ်ပင်ရဲ့နဲ့ဟာလည်းနှိမ့်ချိုက်စွာအိပ်ပျော်စေတာကြောင့်အိတ်ခမ်းထဲမှာထားဖို့အထူးကိုမှတင်တော့ပါ යිစပယ်ရင်တွေးချမ်းကိုလည်းနေ့စဉ်ပုံမှန်တောက်သုံးပေးခြင်းအပြင်ကင်းစားကိုကာကွယ်နိုင်ပြီးတော့ကျန်းမာတဲ့နှလုံးကိုရရှိစေနိုင်ပါ යි ဒါအပြင်ကမှအစာစားခြင်းစိတ်ကိုလည်းရှော့ချပေးလို့ဝေးကြစေနိုင်ပါသေးတယ်အမျိုးသမီးတွေရဲ့ယာတီသွေးရဲ့လွန်တာတွေမယမနာဆင်းတာတွေအတွက်ကလည်းစပယ်ပန်းကိုသုံးနိုင်ပါ යි စပယ်ပွင့်လက်တဆုပ်တကြားဟင်းစားစွန်းတုံစွန်းစားနေငယ်များတို့ကိုရှင်နွေးမက်ခွက်တစ်လုံးစာနဲ့ကိုပြုတ်ပြီးတော့တောက်သုံးရမှာလည်းဖြစ်ပါ යි ဒီနည်းလမ်းနဲ့2ရက်2ခွက်တောက်ပြီးသွားတဲ့ချိန်မှာယာတီသွေးဆင်းတာကရပ်သွားမှာပါမျက်စိမုံတဲ့သူတွေအတွက်နမ်းမျက်စင်းလေးဖြစ်တယ်လို့တခြားသောကျန်းမာရေးအကျိုးကျေးဇူးတွေလည်းရှိတဲ့အပြင်အမျိုးသမီးကျန်းမာရေးအတွက်ပါအထောက်အကူပြုနိုင်တဲ့ဒီစပယ်ပန်းလေးကိုအိမ်မှာစိုက်ပျိုးထားကြဖို့ကျွန်တော်ကတော့အကြံပေးပါရစေနော်လူချင်းမင်းတို့ရဲ့အမျိုးတွေလည်းသိအောင်လို့ဗီဒီယိုလေးကိုလည်း share ပေးခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်